ဒီလိုပြောကာယဖောတ္တပယရဏရူပံကာယဝိညာဏနာမဧဝနာမရူပပရိစ္ဆေတိရပောတ္တဉာဏဒိဋ္ဌိဝိသုဒ္ဓိနာမနာတိပိယကာယအကြည်ကလေးကိုဝါရောလေယုတ်ကလေးတိုးထိတာကယုတ်တရားပဲတဲ့တိုးထိတိုင်းသိနေတဲ့သဘောတရားလေးကနံတရားပဲဧဝံဤသို့နာမရူပံတဲ့နာယုတ်နှစ်ပါးတို့ကိုပရိစ္ဆေတိတဝါပိုင်းခြားပြီးတဲ့ကာလပောတ္တံဖြစ်သောဉာဏ်နဲ့ထိုဉာဏ်ကိုဒိဋ္ဌိဝိသုဒ္ဓိနာမကောင်းစွာစင်ကြယ်စွာမြင်တတ်ကုန်သောဝိသုဒ္ဓိစင်ကြယ်စွာမြင်တတ်ကုန်သောဉာဏ်ဖြစ်တယ်ဒီလိုပြောအဲ့ဒီဉာဏ်ကိုပဲနာမရူပပရိစ္ဆေတဉာဏ်ဆိုတာရှုခံရှုသိနေတာကဉာဏ်ရဲ့သဘောတရားပဲလို့ပြောရှုသိတဲ့ဉာဏ်ကလေးဆိုတာလည်းပဲနံတရားပဲတင်ညာနန္တမှာကောင်းစွာမှကိုရှုတတ်တဲ့ဉာဏ်ကလေးကကပ်ပြီးပါတာအဲ့လိုဉာဏ်ပါတဲ့ခါကျတင်ညာနန္တမှာပညာကကပ်လိုက်တဲ့ခါကျတော့ငါကပ်ဆက်ဒိဋ္ဌိမရှိဘူးဩထက်သက်လေဝင်သက်လေအပြောပြညာသဘောပရမယုံနာရဲ့သဘောတရားလေးကိုပညာပရမကွဲပြီးတော့ရှုခံပေါ်မှာဉာဏ်ကတန်းပါနေတဲ့သဘောတရားအဲ့ဒါကိုမနတိကာရယောနိသောမနတိကာရနှလုံးသွင်းမှန်ကန်မှုအပေါ်မှာပရမတ်ရဲ့အရှုခံရဲ့သဘောတရားလေးကိုဘဝတ္တိရဲ့အချိန်ကာကလေးပေါ်မှာကောင်းစွာရှုတတ်သွားတယ်လို့ပြောပစ္စကဉာဏ်ဆိုတာဒါပြောတာအဲ့ဒါကိုပဲဒီနည်းအားဖြင့်နာမရူပပရိစ္ဆေရဉာဏ်ဝိပဿနာရဲ့အစပဲလို့နားလည်သွားထက်တဲ့လေချက်ဖြစ်တဲ့ယုံနာကလေးဟာလည်းပဲဝင်သက်လေချက်မပါဘူးဖြစ်ပြီးပြတ်သွားတဲ့သဘောတရားကိုဉာဏ်ကတန်းသိဝင်သက်လေချက်ဖြစ်တဲ့ယုံနာကထွက်တဲ့လေချက်မပါဘူးဖြစ်ပြီးတော့ပြတ်သွားတာတန်းသိဖြစ်တဲ့သဘောတရားလေးနဲ့ပြတ်တဲ့သဘောတရားကလေးဟာဉာဏ်ကနေပြီးနောက်ကတန်ပြီးသိပြီးတဲ့အဲ့ဒါကိုပဲဖြစ်ပြဒါပြောတာအကြောင်းဓမ္မကြောင့်မို့လို့အကျိုးဓမ္မဖြစ်လာတဲ့တရားပဲအဲ့ဒါကိုဖြစ်တဲ့သဘောတရားလေးဟာပြုပြင်ခြင်းအကြောင်းတရားကမ္မပစ္စယတတ္တိအဲ့ဒါကိုသင်္ခါရပြတ်သွားတာအနိစ္စသင်္ခါရအနိစ္စအကြောင်းဓမ္မကိုပြန်ကြည့်အဝိဇ္ဇာသင်္ခါရအကြောင်းတော်မှကြောင့်အကျိုးဓမ္မယုံနာသင်္ခါရတရားဖြစ်တယ်လို့နားလည်သွားတာအကြောင်းကြောင့်အကျိုးဖြစ်တယ်ပုဂ္ဂိုလ်တ attva သူငါဆိုတာမရှိဘူးအမြင်ရှင်းသွားတာအကြောင်းဓမ္မတရားပေါ်မှာအမြင်ရှင်းတော့သန္တရဝိသိကိစ္စမရှိသလိုအကျိုးဝိဘက်ခန္ဓာရဲ့သဘောတရားလေးမှာဥပ္ပစေခဏမှာလည်းပုဂ္ဂိုလ်တ attva သူငါဆိုတာကင်းစင်သွားတယ်ယူမဒိဋ္ဌိကင်းသွားတယ်ဖြစ်တဲ့သဘောပြည့်တဲ့သဘောသဘာဝလက္ခဏာကိုကောင်းစွာမြင်တာဖြစ်ပျက်ကိုနှုတ်ဖျားမှပြောတော့နှုတ်ခမ်းမှလမ်းဆုံးနေတာကအပြောပညာခန္ဓာသဘောတရားလေးမှာအကြောင်းကြောင့်အကျိုးဖြစ်တယ်ဖြစ်တဲ့သဘောတရားလေးဟာပရမတ်ရဲ့သဘောတရားရှုခံမှဉာဏ်နဲ့တန်းသိတာပြည့်တဲ့သဘောတရားလေးကိုတန်းသိတာအဲ့ဒါကိုပဲတဲ့သင်္ခါရအနိစ္စဒီလိုပြောတရားပြအပေါင်းစုခန္ဓာပေါ်မှာဖောက်ပြန်တဲ့သဘောတရားကိုသိတာမမြဲဘူးလို့ဒီလိုသိတယ်တဗ္ဗေသင်္ခါရအနိစ္စကတ္တမဥပ္ပတောယဓမ္မိနောဝိပရိနာမဒေါတာဝကာလိကဒောသအိစ္ဆပရိကေပရောသအိစ္ဆလို့ကျမ်းဂန်ဒေသနာဒီလိုပြတဗ္ဗေခသင်္ကောသောသင်္ကာရအကြောင်းဓမ္မတို့ဤပြုပြင်အကုန်သောယုံနာဓမ္မသင်္ကာရတရားလို့ဆိုအကုန်သောဝိဘက်ခန္ဓာတို့သည်
အနိစ္စအမြင်မရှိဘူးကတ္တမှာဘယ်ကြောင့်ဟူမူကားဥပ္ပတဝယဓမ္မေတော့ဖြစ်တဲ့သဘောပြတ်တဲ့သဘောထိုသဘောတရားကလေးကိုဉာဏ်ပေါ်မှာကောင်းစွာနေအပြင်သဘာဝလက္ခဏာကိုသိနေတာဥပ္ပတဝယဓမ္မေတော့ဖြစ်တဲ့သဘောပြတ်တဲ့သဘောဓမ္မဒီလိုပြောဝိပရိနာမတော့ထိုသဘောတရားကိုဖောက်ပြန်တတ်ကုန်သောသဘောတရားရှိတယ်လို့ပြောတယ်မမြဲဘူးတဲ့ဘယ်ကဲ့သို့ဖောက်ပြန်တယ်လဲဆိုတာဝကာလိကတောစအခိုက်အတန့်ဖြစ်တည်ပြခဏငယ်၃ချက်ဆက်ကဒီအပြည့်ဖြစ်ပြနေတဲ့သဘောတရားဘုရားမြတ်စွာဘုရားတပ်ပညုကလက်ပြတဲ့တို့လျက်တဲ့အတွင်းမှာယုတ်ကဂရိ9000နံကဂရိတသိန်းနဲ့ဖြစ်တည်ပြခဏငယ်၃ချက်ဆက်ခံနေအပြင်ဖြစ်ပြနေတဲ့သဘောတရားကိုကောင်းစွာဉာဏ်ချက်ထောက်မိပြီးသိပေးနေရဒါဘဂါလိကတောစတတ္တမထိုးကြောင့်နေသပရခိပရောစယုတ်နဓမ္မသင်္ကာရတရားဆိုတဲ့အကြောင်းဓမ္မကြောင့်ဖြစ်အကျိုးခန္ဓာတို့ဟာအနိစ္စတရားပဲတဲ့မြဲခြင်းသဘောတရားတွေဆန့်ကျင်ပဲဖြစ်ကုန်သောကြောင့်အနိစ္စဖြစ်တယ်လို့အနိစ္စသဘာဝလက္ခဏာကိုပြဘယ်ရှုခံဘယ်ခန္ဓာမှာပဲဖြစ်အရှုခံခန္ဓာမန္တမြတ်ဟာကာယတရိပ္ပံရှုအနိစ္စတွေ့တယ်ဝေဒနာတရိပ္ပံရှုမြင်လဲအနိစ္စတွေ့စိတ်တတရိလည်းပဲစိတ်ပေါ်ရှုလိုက်အနိစ္စတွေ့တယ်အဲ့ဒါအနိစ္စဓမ္မသဘာဝလက္ခဏာကိုကောင်းစွာရှုတဲ့ဓမ္မတတိပဋ္ဌာန်ကောင်းစွာအောင်မြင်မှုရှိတယ်လို့ပြောအဲ့ဒါကိုပဲဝိသုဒ္ဓိကခန္ဓာတိသင်္ကရဓမ္မေအနိစ္စတိဝိတကာရိတပတ္တိဝိပဿနာလို့ဒီလိုပြတော့ခန္ဓာတိသင်္ကရဓမ္မေတန်တော်တန်ဥမနောကာယောတက္ကယောခန္ဓာအပေါင်းအစုတက္ကယခန္ဓာတို့သည်ထိုခန္ဓာရဲ့အပေါ်မှာအနိစ္စဖောက်ပြန်ပြောင်းလဲမှုသဘာဝလက္ခဏာတို့ကိုဝိဒကာရိဏထူးထူးအပြားပြားဖြစ်ပဿနာရှုတတ်၏ဣဒဓမ္မထို့ကြောင့်ဝိပဿနာမြည်၏ဒီလိုပြောအပေါင်းအစုဖြစ်တဲ့ခန္ဓာကိုအပေါင်းအစုအဲ့ဒါကိုတက္ကယယုတ်ဓမ္မနတ္တမလို့သိသွားတာသူငါပုဂ္ဂိုလ်တ attva နေအဖြစ်မရှိဘူးအဲ့ဒါကိုဘုရားရှင်ကိုရောမြတ်ကျက်နေဓမ္မမနေသောဟမတမိနမေသောအတ္တတိဓတ္တပံဒီလိုပြောသူငါပုဂ္ဂိုလ်တ attva မရှိဘူးတဲ့နေဓမ္မမငါမဟုတ်ဘူးနေသောဟမတမိငါဥစ္စာမရှိဘူးနမေသောအတ္တတိငါအတ္တဒီအဖြစ်လဲမရှိဘူးလို့ဓတ္တပံကောင်းစွာမှတ်အပ်၏ကောင်းစွာရှုအပ်၏ကောင်းစွာသိအပ်၏လို့ပြောငါမရှိဘူးငါဥစ္စာမဟုတ်ဘူးငါအတ္တလည်းပဲမရှိဘူးသူတဘာဝအကြောင်းဓမ္မကြောင့်ဖြစ်ကုန်သောအကျိုးခန္ဓာတို့သည်အစဉ်တန်းဖြင့်ဖောက်ပြန်တဲ့သဘောတရားရှိကုန်သောကြောင့်အနိစ္စဒါပြောထက်သေးလေးချက်ဖြစ်တဲ့ယုံနာမရှိတော့ဘူးပြတ်သွားပြီအနိစ္စဝင်သက်လေးချက်ဖြစ်တဲ့ယုံနာမရှိတော့ပြတ်သွားပြီအနိစ္စပထဝီအာဘောတိသောဝါယောခက်မှဖွဲ့စည်းပူ၏ထောက်ခံသဘာဝဗုဒ္ဓရုပ်ရဲ့သဘောတရားမှလည်းပဲရွမထုံချင်းချင်းကြိုက်ပူအေးနွေနွေယောဂနေအဖြစ်ဖောက်ပြန်နေတယ်ဖောက်ပြန်မှုအဲ့ဒါလေအနိစ္စယောဂနံကဝေဒနာအနိစ္စကောင်းစွာထိုးထွင်းပြီးသိသွားအဲ့ဒါကိုပဲတပ်ပိသင်္ကာရအနိစ္စဒီလိုပြောတပ်ပိခတ်သိင်္ဂောသင်္ကာရအကြောင်းကံကြောင့်ပြည့်မြဲရှိကိုဝိဘက်သင်္ကာရခန္ဓာတို့သည်အနိစ္စမြင်မရှိဘူး
ဥပ္ပတ္တဝယဓမ္မနုဖြစ်တတ်ပြတ္တကုန်သောသဘောတရားရှိတယ်လို့ဘုရားကဟောသဘော